ရိုစီပန်းချန်နေကြိုဆိုပါတယ်အခုရိုစီပြချင်တာရိုစီတို့ကဒေတာတစ်ခွာတွေစိုက်တဲ့နီးပေါ့နောက်ပြီးတော့ဆေးကိုဘယ်လိုစိမ့်တာလဲဆေးပြပေးအောင်အခုဒါပထမဆုံးထည့်နေရတာရိုစီတို့အပွင့်ဟော်မုန်းဆေးရိုစီတို့ခြံမှာတုံးတဲ့ဆေးနော်ဘယ်တစ်စိတ်ရိုစီမပြောတော့ဘာလို့လဲဆိုတော့ဆေးတိုင်းမှာသူ့အာနီးတင်နဲ့သူကောင်းတယ်ဒါကြောင့်မို့ရိုစီကဘယ်ဆေးပဲကောင်းပါတယ်ဘယ်ဆေးကပဲကောင်းပါတယ်လို့ရိုစီမပြောဘူးဒါမဲ့အခုဒါကတော့ရိုစီတို့ခြံမှာတုံးတဲ့ဆေးရိုစီကအဲ့ဒီဆေးတစ်မျိုးပဲတုံးတယ်ရိုစီတို့ခြံမှာဘယ်နှစ်ဘယ်ကာလတွေအခုဟိုဘယ်လောက်ပဲပြောင်းလာပါစေဒီဆေးပဲတုံးတယ်နော်ဒါဟော်မုန်းဆေးရဲ့အခုဒါဒုတိယထည့်တာကတော့ဒါအပင်မြင့်အားဆေးအမိုင်နိုလို့လည်းခေါ်တယ်ပေါ့နော်ဒါပေမဲ့အမိုင်နိုတစ်မျိုးတည်းမဟုတ်ဘူးလို့ဆိုတော့လက်ဖက်နဲ့လုပ်ထားတာလက်ဖက်မွေးအမိုင်နိုပေါ့နော်နောက်ပြီးတော့ဟိုကောင်ကကြောက်တော့အပွင့်ဟိုအပွင့်ဟော်မုန်းဆေးရိုးရိုးအပွင့်ဆေးနဲ့မဟုတ်ပါဘူးအပွင့်ဟော်မုန်းဆေးပါနော်ဟော်မုန်းတက်ပါတဲ့အတွက်ကြောင့်မို့ဟိုမပွင့်တာကြာနေတဲ့ပန်းပထမဆေးတွေတုံထားပြီးမှဆေးတွေကအာနိတရနဲနေတော့အခါကျတော့မပွင့်မဲနဲ့ရှိနေတဲ့ဗန်ဒါတို့ကက်တလီယာတို့လိပ်ပြာတို့အဲ့လိုမျိုးတွေဒါပဲဒေတာတစ်ခွာတွေပေါ့နော်အဲ့လိုတွေအတွက်ကိုလူစီတို့ကအဲ့ဟော်မုန်းတက်ကျွေးလိုက်တဲ့ခါကျတော့ဟော်မုန်းကြောင့်မို့သူကဆေးကလုံးဝအာနိတင်ကောင်းလာပါတယ်ကဲဆေးချိုးစားကိုလူစီကိုမေးကြတယ်အချိုးစားကလူစီတို့ကဒါဟော်မုန်းဆေးဒီဒါဟော်မုန်းဆေးပေါ့နော်ဒီဟော်မုန်းဆေးတဖုံခွဲဒါပြီးရင်ဒါကအပင်မြင့်အားစေးတဖုံအဲ့ဒါကိုဒီနှမျိုးကိုရောပြီးမှရေ1လီတာနှုန်းဒါပြီးရင်အခုကမိုးတွင်းဖြစ်လာတဲ့အတွက်ကြောင့်မို့ရိုစီတို့ကအမြဲတမ်းပြောပြီးတာဒီမိုးတွင်းမှာမိုးတိတ်တိုင်းအခုဆိုတာမိုးတိတ်နေတဲ့တော်တွင်းလေးရိုစီအသေးတန်လုပ်နေတာပါဆေးတိုင်းကိုအပင်စိတ်တော့စိုက်တော့မယ်ဆိုရင်ဒီဆေးတွေကိုစိတ်နာပါဒါကမိုးစေးခုစထဲတော့ပါမယ်အခုဒီပန်းရောင်ထုတ်လေးအဲ့ဒါမိုးစေးပါအထုပ်ကလေးကသေးတယ်ဆိုမှအထင်မသေးပါနဲ့အဲ့ထဲမှာလူစီတို့ထည့်ရတဲ့ပမာဏကအခုအဲ့လိုလက်ဖက်စားစွန်းကလေးနဲ့တာရှိတူလက်ဖက်စားစွန်းကလေးနဲ့ထည့်တာပါဒါမဲ့ရေပမာဏထပ်မတိုးပါဘူးခုနတုန်းကထည့်ထားတဲ့ဟော်မုန်းဆေးနဲ့အမြင့်စေး2လီတာထဲမှာပဲသူ့ကိုရောထည့်လိုက်တာပါဥမာအဲ့2လီတာဆိုလို့ရှိရင်2စွန်းထည့်ပလိုက်ပါเนาะဒါကတော့လူစီတို့ကတော့ဒါ12လီတာထည့်ထားတဲ့ဒီစလုံးနဲ့ဟိုလုပ်တဲ့ကြောင့်မလို့လူစီတို့ကလူစီတို့ဟိုနဲ့ limit နဲ့လူစီထည့်တာပါခုနကတော့2လီတာထည့်ထားတဲ့ထဲမှာလူစီတို့ဒီဥစ္စာကို2စွန်းထည့်ပြီးမှသုံးပေးပါเนาะ2စွန်းထည့်ပြီးမှသုံးပေးပါဒီမိုးဆေးက chemical ဖြစ်တဲ့ကြောင့်မို့chemical လုံးဝမဟုတ်တဲ့ကြောင့်မို့ organic ဖြစ်နေတဲ့ကြောင့်မို့သူ့မှာလုံးဝဟို side effect တွေလုံးဝမရှိပါဘူးဆေးကဒါကကောင်းပါတယ်အခုလူစီတို့ကအခုဒါ site နည်းတွေပြောပြတော့မယ်เนาะဒါကတော့အခုဒါလူစီတို့ site မဲ့တစ်သားသုံးရောအုံးစံဖတ်ကောเนาะအဲ့ဒါကိုဒီခုနမွေးလိုက်အောင်လေဆေးကိုမွေးချလိုက်အဲ့ဒါမှာခုနဖြော်ထားတဲ့ဟာကိုလူစီတို့ကဆေးကုံမှာဆိုလို့စလုံးကြီးနဲ့ဖြော်တာပါเนาะစလုံးနဲ့ဖြော်တာပါအဲ့ဒါကိုစိန်ချလိုက်တာဒီမှာထားတဲ့တစ်သားသုံးရောအုံးစံဖတ်ကောကိုအဲ့လိုမိုးစေးစိန်ပေးပါခဏလေးတစ်သားသုံးကိုရီမြဲတမ်းပြောထားပြီးသားဒါကအခုလောလောဆယ်ကဘာလို့အုံးစံဘက်ခံတာလဲဒါကလိပ်ပြစိုက်ပေးပြပေးမှာမို့လို့အရန်ခက်ခဲတဲ့ဒေတာတစ်ခွလိပ်ပြရှာပါမျိုးလိပ်ပြကိုစိုက်ပြပေးမှာဖြစ်လို့အုံးစံဘက်ခံတာပါတခြားဒေတာမျိုးတွေစိုက်မယ်ဆိုလို့ရှိရင်မိုးရင်းချိန်ခါမှာလုံးဝအုံးစံဘက်ခံစရာမလိုပါဘူးဒါပေမဲ့နွေရာဒီမှာတော့ခံရပါမယ်ခံတဲ့ချိန်ကျရင်အခုလိုပဲအခုလိုစီပြထားတယ်လို့ပဲတစ်သားသုံးရဲ့အပေါ်မှာအုံးစံဘက်ကိုအရင်ချီပါเนาะချီပြီးပြီဆိုတော့အခုဒါအိမ်မှာရှိတဲ့ဟာနဲ့အလွယ်စိုက်ပြတာเนาะတို့ရောင်းတန်းဟာကိုစိုက်တာမဟုတ်ဘူးအိမ်မှာရှိတဲ့ဟာကိုအလွယ်စိုက်ပြတာအိမ်မှာလူတိုင်းအိမ်တိုင်းစိတ်မှာရှိနိုင်တဲ့တစ်သားသုံးနဲ့အုံးစံဖက်ကိုရှိနိုင်တဲ့ဟာကိုလူစီစိုက်ပြထားတာပါအခုလည်းမျိုးအရင်ဆုံးကြိုးချီလိုက်မယ်ချီပြီးလို့ရှိရင်ကဲစိုက်ပြဒီမှာလိပ်ပြကိုလာပြီးမှကတ်ဆိုင်မယ်အုံးစံဖက်ရဲ့အပေါ်မှာကတ်ဆိုင်မယ်အဲ့လိုပဲဒေတာတစ်ခွတွေကိုလည်းအဲ့ဒီရဲ့အပေါ်မှာကတ်ဆိုင်ပေးပါအပင်ရဲ့အပေါ်မှာအုံးစံဖက်ကိုတွားပြီးမှအုပ်ပြီးမှစိုက်တာလုံးဝမလုပ်ပြီးစီပါနဲ့ဟုတ်ပြီနော်အခုဒါလိပ်ပြကိုစပြီးစိုက်တာပါကြိုးလေးနဲ့ခြီပြီးမှသူစိုက်ပြပေးပါလိမ့်မယ်နော်သူကဒေတာလိပ်ပြတွေကမိုးရီတာကြိုက်ပါတယ်အရန်ကြိုက်တယ်မိုးရီထဲမှာလာပစ်ထားလိုက်သူကစိမ့်ပြီးမှကိုလေစိတ်မှာပထမတုတ်ရောင်းတဲ့ဟာဆိုရှင်ဒီလိုမစိမ့်ဘာဖြစ်လို့မိုးရီမထီတဲ့ကြောင့်ဒါပေမဲ့အဲ့ဒီ6ကြောင်းနေတဲ့ဟာလဲမိုးရီထိလိုက်တဲ့ဒီလိုမျိုးစိမ့်ကြွလာတာဒါကသူ့ရဲ့တဘာဝဒါကရှာပါမျိုးလိပ်ပြအဖြူရောင်ပါလိပ်ပြအဖြူပါเนาะဒါလိပ်ပြရဲ့စိုက်မျိုးတစ်ခါလေးပြတချို့ကလိပ်ပြစိုက်လို့ရှင်ဘယ်လိုစိုက်တယ်လဲဘယ်လိုစိုက်လဲတဲ့မင်းနေကြလို့ပါเนาะဒါကသူ့ရဲ့အယောင်လိပ်ပြအပွင့်ရဲ့အယောင်ပါသူကဒီလိုအကိုင်းခက်နဲ့ပွင့်တာပါအရန်လဲလှတယ်ချစ်စရာလဲတကောင်းနဲ့ကိုယ့်အိမ်မှာစိုက်လို့ရှင်သူကပန်းခိုင်မှလေးဒီငါ10ခိုင်အဲ့လိုမျိုးထိကိုဆေးလေးနဲ့ကြွေးမှစိုက်ပေးအဲ့မှာအဲ့လိုမျိုးကိုပွင့်တာပါနောက်တစ်ခုကသူကဆေးလေးတော့ကြွေးပေးနော်ဆေးလေးကြွေးပေးအပူဒဏ်ကိုမခံနိုင်ဘူးအရိတ်ထဲမှာထိုက်ဆိုင်ပေးမိုးတွင်းကတော့ကြိုက်တဲ့နေရာထားသူကမိုးရေကြိုက်တယ်ဒါပေမဲ့နွေရာသီရောက်ရင်အရိတ်ရှိတဲ့နေရာမှာထားပေးနော်ဒီမှာအခုလည်းမျိုးကတ်ချီမဲ့ဆိုင်မယ်ကြည့်လေးချီ
နော်အဲ့ဒါလေးကိုကြစ်ကြစ်လေးချီပေး तू ကဒီအမြင့်တွေက तू က तू ဒီမှာဆွဲသွားလိမ့်မယ်ဟုတ်ပြီနော်ဒီမှာဆွဲသွားလိမ့်မယ်စိတ်မပူနဲ့အမလေးအရန်အကြမ်းခံတာကြစ်ကြစ်လေးချီပေးကြစ်ကြစ်လေးဒါချီပေးနော် तू ကြစ်ကြစ်လေးချီပေးလိုက်မိုးတကယ်လို့ဒေတာတစ်ခွဟိုဟာရိုးရိုးဒေတာတစ်ခွဆိုလို့ရှိရင်နော်သူ့ရဲ့အပေါ်မှာဒီတိုင်းလေးလာပြီးမှဒီအခုလိုမျိုးပဲကြိုးချီမှစိုက်ပေးမယ်နော်အပေါ်မှာအပင်ရဲ့အပေါ်မှာအုံးစံဖက်ကိုလုံးဝအုပ်ချင်းမလုပ်ပေးပါနဲ့နော်ဒါလို့စီပြပြထားတာပါအခုခဏနေကြရင်ရိုးစလိပ်ပြရောက်မျိုးရှင်လိပ်ပြဘလို့စိုက်ရမလဲမေးကြမှာဆိုလို့ရိုးစတခါတည်းပြပေးလိုက်တာပါချီပြပြီးမှတင်နေတာပါမတိသေးတဲ့လူတွေအတွက်ကိုပဲပြောတာပါเนาะတိပြီးသားလူတွေအတွက်ကိုမပြောဘူးနောက်တစ်ခုကရိုစီကဒီလိုမျိုးပြောတဲ့ဟာကဆရာကြီးလောက်တာလည်းမဟုတ်ဘူးဆရာကြီးလည်းမဟုတ်ပါဘူးเนาะဆရာကြီးတွေအများကြီးရှိကြပါတယ်အဲ့ဆရာကြီးတွေတော့မကြည့်ပေးပါနဲ့ကြော်သွားပါရိုစီနီးနဲ့ရိုစီလောက်တာပါဟာငါအသက်မိုးလို့ငါအတော်မိုးလို့လေစိတ်ကူးနဲ့ပြောနေတာမဟုတ်ပါဘူးထည့်ပြောရနော်အိမ်မှာစိုက်တဲ့နီးကိုပဲမျှဝေခြင်းဖြစ်ပါတယ်ဆရာလှုပ်ခြင်းလုံးဝမဟုတ်ပါဘူးရိုစီတို့စိုက်ထားတဲ့နီးခြံမှာစိုက်တဲ့နီးကိုပဲပြတာပါစိုက်တဲ့ပုံစံဆေးရစပေါ့နော်ကိုလုတ်တဲ့ပုံစံကိုပဲပြတာပါနော်သူများလုတ်တဲ့ပုံစံဟိုစာအုပ်ကြီးတဲ့အတိုင်းနေလို့ပြောတာမဟုတ်ဘူးစာတွင်းနဲ့လက်တွေ့ရတော့ပို့ပြီးမှထိရောက်မယ်လို့ထင်တယ်ပေါ့နော်ကိုကတော့စာတွေ့ရတော့ဟိုမလုပ်ထားဒါပေမဲ့ကိုတွေကလက်တွေ့ပေါ့လက်တွေ့သမားဆိုတော့လက်တွေ့ကိုပဲကိုယ်တိုင်ဘယ်ပင်ကဘယ်လိုမျိုးရှင်တန်းတယ်ဘယ်ပင်ကဘယ်နေရာမှာရှင်တန်းတယ်ဘယ်လိုပုံစံစိုက်ရင်ရတယ်ဆိုတဲ့အနေထားနဲ့လူစီတို့တိတာလေးစိုက်ထားတဲ့အိမ်မှာစိုက်တဲ့ပုံစံလေးကိုမျှဝေခြင်းဖြစ်ပါတယ်တချို့ကပြောတယ်ဒီလေးပြတွေတည်တယ်မတည်ပါဘူးပြောပြမယ်နော်မိုးတွင်ရမ်းကြိုက်တယ်နောက်ပြီးနွေရာဒီမှာတော့လုံးဝနေပူတဲ့နေရာမှာမထားနဲ့လုံးဝအရေးရှိတဲ့နေရာမှာထားပေးအလင်းများတဲ့အရေးအောက်မှာထားပေးအားလေးဒါဆိုရှင်ပြီးသွားပြီကဲဒီမှာ तू ကြိုးချပြီးရင်ဒါတုံးလေးနဲ့ဂျိတ်လေးချိတ်ပြီးမှဆွဲထားပေးလိုက်လို့ရှိရင်ရပါပြီ။ तू ကအရန်ဟိုဖြစ်ပါတယ်အတက်အရန်ပြင်းပါတယ်။ तू ကဒါကမျိုးရင်းလိပ်ပြပါနော်ဒေတာမျိုးရင်းလိပ်ပြပါရှင့်။ဟုတ်ပြီနော်။ဒါလေးပြပေးတာပါ။အော်ကဲဒါပြီးသွားပြီ။အဲ့လိုလေးပဲချိတ်ထားလိုက်ရင်ရပါပြီရှင်။ဟုတ်ပြီနော်။ဟာနေကြဘယ်လိုစိုက်ရမလဲမေးကြမှာဆိုလို့ပါ။ဒါလေးကခေါင်းကလေးပါ။သူ့ရဲ့အပင်ခေါင်းလေးပါနော်။အဲ့ကနေတော့အပင်တစ်တွေထွက်လိုက်ပါမယ်။ကဲတခြားပန်းနေတဲ့ Lucy Channel မှာစိတ်ကြိုက်လာဝယ်လို့ရပါတယ်။ခုနကတော့ပြထားတဲ့နေရာတိုင်းပဲစိုက်ပေးကြပါအိုးနဲ့မစိုက်ပါနဲ့ကော်ချင်းနဲ့စိုက်ရင်သိမယ်နော်တခါထည့်ပြောပြီရိုစီကအပိုမပြောဘူးနော်ကော်ချင်းနဲ့ထည့်စိုက်တဲ့ထုံးစံမရှိရပါဘူးတစ်ခွဆိုတာတစ်သားနဲ့ပဲစိုက်ရမှာပါဒီမှာကြည့်လိုက်ဒါဆိုကနိုင်ပေးပါကြည့်လိုက်အောင်ရက်ဆက်တယ်လာနေတွေ့လားဒီမှာအမြင့်တွေအကုန်ဆွဲနေပြီဒီမှာအမြင့်တွေအကုန်ဆွဲနေပြီနော်ကြည့်လိုက်ကျန်းစိမ့်ဆိုနေတာပဲမြင်လားနော်အဲ့လိုလေးတွေစိုက်ပေးပါကုန်ကြစိတ်လဲတက်တာတယ်နော်ကိုယ့်ရဲ့ဒေတာမျိုးတန်ဖိုးရှိနဲ့တန်ဖိုးထားပြီးစိုက်ပေးကြပါနော်ဒီမှာဒါဆိုရှင်တသားချင်းနဲ့တို့စိုက်ထားတာတသားချင်းနဲ့ဘေးမှာအပြစ်မှာကတ်ထားတာနော်ဒီလိုလေးချိတ်ပြီးမှလိုချင်တဲ့ဆွဲတွေတကြအဲ့မျိုးလေးချိတ်ပြီးစိုက်နော်ဒီလိုလေးချိတ်ပြီးစိုက်နော်အဲ့လိုလေးစိုက်ဒါအလဲထဲမှာဒန်တိုလေးစိုက်လို့ရသေးတယ်ဒါပြင်မှာဒေတာတစ်ခွာလေးစိုက်ဟုတ်ပြီနော်အဲ့လိုလေးစိုက်ဒါကုန်ကြစိတ်လဲတက်တာတယ်လှတယ်သွဲလောင်းလဲချိတ်ထားလို့ရတယ်ဟုတ်ပြီလားမိုးတွင်ရောက်ပြီဒီစိမ့်စားတွေမလို့တော့ဘူးဖယ်ထုတ်လိုက်ပါမိုးရီကိုတစ်ခွားကအရန်ကြိုက်ပါတယ်ဟုတ်ပြီနော်နွေရာဒီတာစိမ့်စားအုပ်ပါအလင်းရောက်နေပေးနိုင်တဲ့လောက်ပေးပါကျေးဇူးတင်ပါတယ်ရှင်ဗီဒီယိုဖိုင်လေးကိုအကျိုးရှိမယ်ဆိုလို့ရှိရင် sharing လေးလုပ်ပေးကြပါရှင်ရိုစီရဲ့Facebook လေးကိုလည်း follow see first လေးလုပ်ပေးထားကြပါရှင်ကျေးဇူးတင်ပါတယ်ဒေတာတစ်ခွအစုံရပါတယ်လက်ဒီလက်ကစိတ်ကြိုက်လာဝယ်လို့ရပါတယ်ရှင်